အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဆမ်မာလေးနဲ့ရေးဆောင်းပါပဲဖြစ်ပါတယ်ဒါတော့ဆမ်မာလေးကောက်ပါကြတော့မယ်ဟဲ့ချိန် ခဏပြော အဲ့ဒီမှာလေးမမဟဲ့ဆန်တို့အရင် တာဒီငါးလာမယ်ငါโอကားလားဒီပါဟိုငါလေးဆောင်းရပါတော့ဆန်ဗီဒီယိုကိုဒီလိုအတန်နဲ့မတင်တာရမ်းကြပါပြီကဲလာချိန်တူအိမ်မှာဆိုချိန်လို့ပဲခေါ်တယ်တူတမဲအရေးအရှန်ထူးဆာမှာဆမ်မာလေးအကားကတော့ရှိတော့ရှိရဒါပေမဲ့သူကဗီဒီယိုမတင်ထားပါဘူးဟဲ့ဗီဒီယိုမတင်ထားမလား ဟုတ်တယ်ဒီနော် ကျွန်တော်ဗီဒီယိုမတင်ထားပါဘူး အပေါ်ရောက် ပေါ်နော် မတူခဏ သူအကားတော့ရှိတယ်ဒါပေမဲ့သူအကားကိုဝယ်ကြည့်လို့မရတဲ့လူတွေရှိတယ်ဝယ်ကြည့်လို့ရတဲ့လူတွေရှိပါတယ်ဘာလဲ ဒီကနေ့ဟာဘာလဲတိုင်းရအောင် โอเคဆက်ဆန်းကိုပြောထားပါတယ်။အိုဘာလဲအပြာရောင်လေးစော့ပြပါဆိုရတဲ့ပေါ့နော် နောက်ပြန်ဆော်ပြပါမယ် ။နောက်ပြီးစော့ပြလို့မရသေးပါဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီပါဘာလို့လဲဆိုတော့ဆန်ပေါ့နော်ဒီရက်ပါခေးတော့အများနဲ့မနေ့ကကြရန်ကုန်သွားမှာပါ ကျွန်တော်ဖုန်းနဲ့ပါ ဟုတ်တယ် ကျွန်တော်လည်း ရန်ကုန်မှာအရင်ကတာမှာမဟုတ် အခုစကားပြောတာကျွန်တော်မှာပါဒါကျွန်တော်အမေမလိုက်ပါဘူးဟယ်လို စမ်းမချရမလား ဟာမြန်မာလူပို့ရောက်ပါ ခဏလေးမပြောလာအောင်ပေါ့နော်အဲ့ရန်ကုန်သွားမှဖြစ်တဲ့အတွက်10ရက်ကြာမယ်10ကြာမယ် မ ဆို တူ တော့ မတူဒါရပ်ပြုတ်ကြတက်လာဒီအကြောင်းတွေက ပြောကြတယ်10ရက်ကြာမယ်အဲ့ကြောင့်မို့ပေါ့နော်ဗီဒီယိုသိမ့်မတင်ပါဒီအပြာရောင်ဆော့ခိုင်းတဲ့အမားပေါ့နော်ဆန်ပြောပြရပေါ့နော်အပြာရောင်ကဒီရက်ပိုင်းဆော့လို့မရသေးပါဘူးဘာလို့လဲဆိုတော့ဟုတ်ပြဟုတ်တယ်ပြရလောက်ခတ်ထားတာမဟုတ်ဘူး ဘလိုဘလန်နဲ့ကြိုပြောလို့ဟဲ့တန်းနိုင်ဝိုင်း ဆမ်မာရို တန်းနိုင်ဝိုင်း ဆမ်မာရိုဘတ်တော့ရှိရဒါပေဆမ်မာရိုဘတ်တော့ရှိရဒါပေမဲ့အပေါ်တော့ဘန်ကောက်ထမထဲခဏလေးဘန်ကောက်ထမထဲထားတဲ့အတွက်ဆန်ကဆော်လို့မရသေးပါဘူးပေါ့နော်အဲ့ကြောင့်မို့အားလုံးကိုတောင်းပန်ပါတယ်ရှင် နောက်တစ်ခုတမ်းမယ် ပြရအောင်မဆော့ပြရပါ နောက်တစ်ခုတမ်းမယ် အပြရအောင်ဒီဟမ်းမှာပဲဆော့ပြလိုက်ပါမယ်နော် ခွေးလေးခွေးပေါ့ ပြရအောင်ဆော့မယ်လို့ဒီပြရဆော့မယ်လို့ ပါ ဒီမှာ ခဏဆော့ အပြအောင်ဆော့ပြမယ်ဒီဟာပဲဆော့ပြလိုက်တော့ပါမယ်နော်အာမေရဘာလို့လဲဆိုတော့ဘောနော်အပြရလောခတ်ထားဒီဟာပဲရပါအဲ့ကြောင့်ဒါလေးပဲဆော့ပြမယ်ပဲနော်လာစားဒါတော့ဆဆရဲ့အိမ်မှာပါ ဟဲ့တူဒီအားဖြူရတွေ့ရလား တွေးရလေး အ စား ချစ်တယ်မရော ဟဲ့လား ဟုတ်တယ် မမထိလိုက်တော့ရောတာဘောလို့အဲ့ကြောင့်မို့ဒီအပြရပဲဆော့ပြရပါမယ်နော် အပြားနှစ်ခုရှိရလား ဟုတ်ဗါလဲအပြရဝင်နေတယ်ရှိပါတယ်ဒါပေမဲ့ဂမီပဲတောက်အောင်အပြရဆော့ခါထားတာပါဒါလည်းပဲဆက်အပြရအောင်ဒီဟာပဲဆော့ပြမယ်နော် ဒီဘက်မှာ နားလေးလို့အပြရအောင်စားဒီဟာပဲဆော့ပြမယ်နော်ပြရအောင်ကြအိုးဗါလဲဂမီပဲတောက်ရတဲ့အပြရအောင်တော့မဆော့ပြတော့ပါဘူးနော်ဘာလို့ဆိုဗီဒီယိုအရင်များနေတယ်များနေတော့တိတ်ဟိုဟာဖြစ်လို့မရသေးပါဘူးဆဆာဒီနေ့အားလို့ရှိရင်အပြရဟာဆော့ပြပါမယ်ဆိုတော့ရောဘတ်ကိုဘန်ကောက်ထဲကနေထုတ်ပြီးရပေါ့နော် ဟဲ့ခဏပေါ်ဝကြည့်လိုက်ဝါအများကြီးပဲဟဲ့ပါကြတိတ်ဖို့တယ် သွားလို့ရတယ် ဆက်ဆောက် မပြဘူးသွား ဟုတ်တယ်အလဲဟာရခွန် ခေါင်းအောင်မကြည့်လေရှိ ဟုတ်တယ်ပဲ ကျို့ကြတော့ကျောင်းကိုမှာဘီလင်းကျောင်းကိုပေးတတ်တာပါဆက်လက်ဘီလင်းကျောင်းဝင်တတ် ကန်တာရပါ ဟုတ်တယ်ဘီလင်းမျိုးမိုးပြင်းနေရက်ကွက်ရှေ ကန်တာရမျိုး ကန်တာမျိုးပါနေဟလာပါဖြစ် ခလာဟာ ငါပြောကြရဲခဏဆောင်မတုံးနေကျမနဲ့
သူနဲ့ဆက်ဆက်နဲ့ဆွဲပေါ့နော်ခါရီရဆိုနေတော့ကလည်းပြောရခါရီရဆိုမောင်နဲ့မပြောပဲသူနဲ့ကျမနဲ့ပြုတ်ကြပါ တဝင်းကွဲမောင်နှမ ပြုတ်ကြပါဒါတော့တဝင်းကွဲမောင်နှမပဲဖြစ်ပါတယ်ပေါ့နော် မတူဘယ်ကအဆောင်အောက်ဆုံးလား ပြုတ်ကြပါစာပြုတ်ကြမောင်လေးဆရာကြီးဖြစ်နေပြန်ခေါင်းတာလည်းမဟုတ်ပါဘူးနော်ရိုးရိုးပဲခေါင်းတာပဲဖြစ်ပါတယ် ဒါခင်းစောပြပဲကျတော့ရေနောက်ပြင်းသားနောက်ပြောဟိုကိုမမတွေကိုနောက်ပြင်းသားတို့နောက်တစ်ခင်ပြောင်းပါမယ် ဟုတ်ပါတယ်စောနာပြောထားတဲ့အတိုင်းမပြောင်းလဲဘူးလေပါလေဒီဗီဒီယိုဒီတာဝါအစိုးရပြသွားလို့ရှိရင်ဆက်ဆက်ဗီဒီယိုတင်ပါမယ်ဗီဒီယိုခဏရက်ပါမယ်ပြီးလို့ရှိရင်ဆက် တ ဆက် နိုင်ပါ ခဏစားပြီးလို့ရှိရင်ဆက်ဆက်တရားတယ်ဂမိပဲတာဝါအပြာရာကိုဆော့ပြပါမယ် မ ပေါ့ တူ နော် စက်တာပဲတော့ ခဏလေးအဲ့ကြောင့်မို့ပါပေါ့နော် မတူထတာပဲอ่ะ ဟမ် ပဲတော့ရတယ် ဟဲ့ဆောနာတယ်လေခဏဆောင်နေချိန်အမချိတ်ဂိမ်းခဏပြောင်းတာမမကမီပဲတာပါပြီးလို့ရှိရင်ဆော့ပြအောင်မယ်နော်ချိတ်အေးဘာလဲဒါမှမဟုတ်လို့ရှိရင်လည်းသူနဲ့ကျမသူနဲ့ဆက်ဆက်နဲ့အဲ့အပြရโอเคကိုသူဆော့ပြပါပဲပေါ့နော်သူတို့ဆော့မှလာရေးပြရပဲโอเคဒီဘာလဲဘာရောက်လဲမသိဘူးအမကိုကျတော့အရင်လောက်ပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ပေါ့နော်အမရဲ့ comment ကပေါ်ဆုံးမှဖြစ်နေလို့လည်းမဟုတ်ဘူးအောက်ဆုံးမှဖြစ်နေလို့လည်းမဟုတ်ဘူးသူဟာကမြောင်းမထနေနဲ့ဟာကဘာလဲအားလုံးစော့ပြလိုက်တာပါနော် ရလေအဲ့ဒီအပေါ်တန်းဟာရတာဟိုနားမနေနေချော့သွား ဟာလားပြုတ်ကြတယ် အားပြင်းတော့လားမပြုတ်ကြဘူးတန်ကန်ကွာနော်အဲ့ဒီအဝါနည်းနည်းခက်တယ် ပြီးရဲ့ဗီဒီယိုခဏရက်ပဲ ဒါခဏရက်ချက်ကြည့် ခ ဦး ဏလေးခဏရက်ပြီးရောကမီပဲထားပါဦးအတူတူနှစ်ယောက်လုံးစော့ပြပါမယ် ဒီဘဲထောက်ပါပဲပါ ဟမ် ဒီဘဲထောက်ပါလောက်ခက်တာဆို ဟုတ်တယ်လောက်ခတာတော့ဒါပေမဲ့ဟာ ribbon နဲ့ပြန်လောက်လာမယ်မကဲအဲ့ဆိုဗီဒီယိုခဏရက်မယ်ပေါ့နော်အားလုံးပဲခဏရက်ပါမယ်ရှက်ပြီးတော့ရှက်ကမီပဲ ကမီဘဲထောက်ပါဆော့ပြပါမယ်ဘိုင်ဘိုင် ခဏလေးဗီဒီယိုဆက်တင်ပါလေအဲ့ဆိုဘိုင်ဘိုင်ပါရှက်ပြီးတော့ရှက်ဆက်ဆော့ပါမယ်ဆောနာပြောနေတော့တိုင်ကမီပဲကြောက်အပြန်ဆော့ပြလိုက်ပြပါ မတမကြီးပြ ဘာလဲဟုတ်တယ်ဆက်ဘောနော်လောပြန်ဖွဲ့ပြီးပါပြီဒီအဆော့ပြီးတော့တော်ပါပြီအဲ့ပေါ်လာတော့ခဏလေးဘာလဲဆက်လို့ရကြပါဒီဗီဒီယိုပြီးထပ်တယ်ပေးပါမယ် ဘုရား ဒီဗီဒီယိုတင်ပြီးတော့ရှေ့ထပ်တယ်ပေး ဘ ပါ ယ်တော့မှလောကခိုင်းရှိ ဟမ် ကမလေးကြောက်ထွက်လာတယ် ဟဲ့ လောခိုင်း ခဏဆော့လိုက်ပါဦးမတူဘာလဲဒီမှာပါ တဲ့ပါလေ ဒီမှာလေဆန်းဆန်းကိုမေးနေကြပါတော့ဆန်းဆန်းတို့အိမ်မှာအကိုရှိမေးလို့ပါပြပါမယ်မလေးခဏ မမိုက်တို့အိမ်မောင် တူနေတော့ဒီမှာအကို ဟုတ်တယ်ဆိုရင်ကျွန်တော်ဒီလိုပါဆိုလို့ပါ ဟာသွားမယ်လားခဏဆောင်နေဟမ်ချိန်မမစားလည်းမစားဘူး မကျမတောင်းစား စားမလားဘယ် တန်းနေမှာ ဒီဟာပြီးလို့ရှိရင်နောက်ပြီးတော့ထပ်တယ်ပဲညကျရင်တော့ဘာလဲမတည်ပေးဖြစ်တော့ပါဘာလို့လဲဆိုတော့မနေ့ဖက်ကြရင်ဘာလဲဆက်ဆက်ဖိုးနဲ့မောင်လေး ရန်ကုန်မောင်လေးနဲ့ရန်ကုန်သွားမှာပါ ဒါသူဒါပြီးတော့တားဆိုလိုက်တင်ပြီးတော့ဒါစလောက်တောက်ဆိုဘူး โอเค ယေပီတန်တကင်းတော့မှတော့မိုက်လူလည်းနဂိန်းနော် โอเคဒီရောက်ကြတယ်တော့မဆောတော့ရောက်ကြတယ်မဆောတော့ ဘာလို့တားတော့ဒီလိုက်ပြီးသွားကြ ဒါပဲလေ ဒီလေတော့မှာ မလိုက်ပြီနိုင်တော့မယ်နိုင်ပြီ ဒီပုတ်တွေတော့ ဟာပါပြီ နောက်တော့ဘယ်လိုလဲ အဲ့ဒါပဲနောက်ဗီဒီယိုဆက်တယ်မှာပဲဒါပြီး
ဒီဗီဒီယိုကို Hello နောက်ထပ်ဗီဒီယိုဆက်တင်ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ မဟုတ်ဘူးမအဲ့ဒီဟိုအတန်းအကောင်လုံးမရနဲ့ဟိုထွက်ပြောမှာနောက်တစ်ခါဝင်မယ်ရလား အဲ့လိုမဝင်ကွာဆက်ရတာများသွားမယ်ကွာအဲ့ဆိုနောက်ထပ်ဗီဒီယိုလောက်လိုက်မယ်နော်အားလုံးပဲဘိုင်ဘိုင်ပါအားလုံးပဲဘိုင်ဘိုင်ပါရှင့်အိုးဖွာအားလုံးပဲဘိုင်ဘိုင်ပါရှင့်ချိန်ဘိုင်ဘိုင်လောက်လာအောင်ချိန်ရေဘိုင်ဘိုင်လောက်လာအောင်